စောစားမဲ့ချက်မဲ့ဘလောမကျူဆိုပါတယ်မြင့်ငတန်းအချင်းစီပြန်ရီချန်ချက်နီးလေးကိုမိုးကချက်ပြီးမှာပါဇီရဲကနေဝေလာတဲ့မြင့်ငတန်းကိုအရောက်တာနဲ့ရေမစီးပဲခုတ်ထားပါခုနောက်ငါအသားမှာပြီးအနှံ့ခေါင်းစီရင်စားနဲ့တေချာနေပြီးတစ်ညလုံးနဲ့ထားပြီးတော့ရေခဲတတာတွေကိုထည့်ထားလိုက်ပါမယ်နေ့ရောက်တဲ့အခါမှာငါ့ကိုရေခဲတတာရဲထုတ်ပြီးစားရစင်အောင်စီကြောမယ်ပြီးရင်အချိုမို့စားစနွင်းနဲ့ထည့်ပြီးရတာဝင်အောင်9မိနစ်ခန့်နှက်ထားလိုက်ပါပြီးရင်တော့မကြီးတီကိုရေနွေးနဲ့ထည့်စိမ်ထားလိုက်ပါမယ်ဒီဥပဒေမှာစီထည့်ပြီးရင်ချက်သွန်ဖြူနီထောင်းနာတာကိုထည့်မယ်စီတက်မယ်စနွင်းထည့်မယ်ကိုရိုင်းကြိတ်ထားတဲ့ငြိုတိစိမ်မုတ်အင်းစားစွန်းတူထည့်ကအိမ်နဲ့ပျောက်ပြီးစီတက်နဲ့မွေးလာအောင်ဆက်ကြိုပြရပါမယ်ပြီးရနဲ့ရတာနှက်ထားရဲ့မြင့်ငတန်းကိုထည့်ပြီးစားတင်းလာချိုးပေးပါငါသားတင်းလာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကမကြီးရထည့်မယ်ရှည်ထည့်မယ်သူကလို့ရှိရင်เนาะစီလေးနည်းငယ်ဆူလာလို့ရှိရင်အဖုံးလေးအုပ်ခါဆက်ပြီးတော့ချက်လိုက်ပါမယ်ရေချပြီးတော့စီပြန်လာတဲ့အထိချက်ပေးလိုက်လို့ရှိရင်เนาะအရသာရှိပြီးမြင့်ငတန်းချင်းစီပြန်ရေချမ်းဟင်းလေးကအစင်သစ်ဖြစ်ပါပြီကျေးဇူးတင်ပါတယ်